ဘာပေါင်းချင်းထိန်းသိမ်းကာကွယ်ရေးပညာရှင်ဖြစ်တဲ့ဆရာကိုပေါ့နော်ကျွန်တော်ထပ်မံပြီးတော့မှမေးမြန်းချင်တာလေးရှိပါတယ်ဒါကတော့ကျွန်တော်တို့ဒီကချင်ပြည်နယ်နဲ့အများကြီးသက်ဆိုင်တဲ့အရာပေါ့နော်ဒီကချင်ပြည်နယ်ထဲမှာဒါကျွန်တော်တို့ဒီအာဏာသိမ်းပြီးနောက်ပိုင်းမှာတိတိတသာကြီးကိုတဘာဝပေါင်းချင်းထိခိုက်ပျက်စီးမှုတွေများလာတယ်ဆိုတဲ့အရာကိုပေါ့နော်ဒါအချက်လက်တွေအရတော့၎င်းလက်တွေ့ပေါ့နော်ခန်းစားရတဲ့အရာတွေကပေါ့နော်အများကြီးရှိတယ်ဆိုတဲ့ဟာကိုတွေ့မြင်နေရတယ်ပေါ့နော်ဟုတ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့အနည်းငယ်မေးချင်တယ်ကျွန်တော်တို့ကချင်ပြည်နယ်အတွင်းမှာဒါမြစ်တနာဂျဖွေပေါ့နော်ပြီးရင်ဒီစတုံးအခြားသောဒေသတွေမှာလည်းတော်တော်ဖြစ်တယ်ပေါ့နော်ဒါရေကြီးရေရှမ်းတဲ့ကိစ္စပေါ့နော်ရေကြီးရေရှမ်းဖြစ်ပြီးမှဒါအိုးအိမ်တွေပျက်စီးသွားတာတွေရှိမယ်ပြီးလို့ရှိရင်ဒါလူတွေထိခိုက်ဒေဆုံးတဲ့အခြေအနေအထိဖြစ်တယ်ပေါ့နော်ဒီလိုနှစ်စဉ်ဆိုလိုပေါ့နော်ရေကြီးရေရှမ်းဖြစ်နေတဲ့အကြောင်းအရာပေါ်မှာတဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်ဖြစ်တဲ့ဆရာအနေနဲ့ပေါ့နော်ဘယ်လိုမျိုးမှတ်ချက်ပေးလိုပါတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီရေကြီးရေရှမ်းဖြစ်တဲ့အကြောင်းအရာကကျွန်တော်တို့အခုနိုင်ငံရေးပဋိပက္ခကာလအတွင်းမှာပေါ့နော်ဒီຢာနဲ့သက်ဆိုင်နေသလားပြီးလို့ရှိရင်ဒါတဘာဝတယံဇာတတွေကိုဒါထုတ်ယူသုံးစွဲမှုတွေကဒါအင်မတန်များပြားနေလို့ဖြစ်ပေါ်နေရလားပေါ့နော်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှဆရာဖြေချပေးပါကျေးဇူးတင်ပါတယ်ဆရာဟုတ်ကဲ့ပါကျွန်တော်တို့ဒီတဘာဝပတ်ဝန်းကျင်ပျက်စီးဆိုးဆိုးဝါးဝါးပျက်စီးလာမှုနဲ့နှစ်စဉ်နှစ်တိုင်းရေကြီးရေရှာမှုတွေဖြစ်တဲ့ဆိုတဲ့ဟာကလုံးဝသူကဒါရိုက်တဲ့ပဲအချိုးကြီးတယ်ပေါ့နော်သူကပတ်ဝန်းကျင်ထိန်းသိမ်းရေးအဓိပ္ပာယ်ဖွင့်ဆိုချက်မှာကိုသူရဲ့ဒီအချုပ်မှာပေါ့လေအဓိပ္ပာယ်ဖွင့်ဆိုချက်အကျေပြန့်တယ်သူကဒါပေမဲ့သူ့ရဲ့အနှစ်ချုပ်ကတော့ဒီတက်ရှိတက်မဲ့အရာအလုံးတို့ကတိကျတေချာတဲ့အပြန်အလှန်ကြောင်းကျိုးဆက်နွယ်မှုဖြစ်နေတယ်လို့ပြောတယ်တိကျတေချာတယ်လို့ပြောတယ်ပြီးတော့သူကမျှတမှုဖြစ်လက်ရှိတယ်ဟာမိုနီဖြစ်နေတယ်လို့လည်းသူကထပ်ပြောထားသေးတယ်ဆိုလိုတာကတော့ဆရာပြောခဲ့တဲ့အတိုင်းပဲပေါ့နော်ကျွန်တော်တို့ကချင်ပြည်နယ်မှာတော့မြန်မာပြည်မှာနေရာတကာမှာဆိုးတယ်ဒါပေမဲ့ကချင်ပြည်နယ်ကတကယ်ကိုဒီအေယာဝတီမြစ်ရဲ့တကယ်ထူးခြားတဲ့ဒီမြစ်ဖြားခံရာတကယ်ကိုဒီခါကာပိုရာစီတောင်ဒီကဘာမာကိုဒီနာမည်ကြီးတဲ့ဒီခါကာပိုရာစီတောင်ကနေရေခဲမြစ်ရေတောက်ပြီးမှရေခဲမြစ်ကနေတဆင့်ဖြစ်ပေါ်လာတဲ့မြစ်တွေချောင်းနဲ့အများကြီးထက်ကမှမေခနဲ့မလိခပေါင်းစုံပြီးမှဖြစ်ပေါ်ဒီလိုမြောက်ဖြားမှာပေါ့နော်ဖြစ်ပေါ်ပေါင်းစုံပြီးမှအဲမြောက်ဖြားကနေဟိုးမြန်မာပြည်ရဲ့တောင်ထိပ်တောင်ဖြားထိပ်ထိနောက်ဆုံးပင်လယ်ထဲစီးဝင်တဲ့အထိကျွန်တော်တို့မြစ်ချနာကနေတဆင့်ဒီစင်ပိုတာလောကြီးပေါ့နော်ဟိုတဆင့်ပြီးတဆင့်ပမောစကိုင်းဟိုးအညာဒေတာပေါ့နော်အညာဒေတာပြီးရင်မြေလပ်ပိုင်းဒီပကံတို့6တို့ပေါ့နော်အဲ့လိုမြေလပ်ပိုင်းကိုစီတော့နောက်ဆုံးဟိုဒယ်တာဒီမြဝကျွန်းပေါ်ထိအဲ့လိုစီစဉ်သွားပြီးမှသူကကျွန်တော်တို့မြန်မာပြည်ရဲ့ဒါကြောင့်ကျွန်တော်တို့မြန်မာပြည်သူပြည်သားတွေပြောတာကအသက်သွေးကြောအေယာဝတီအသက်သွေးကြောလို့ပြောတယ်လေနော်ဆရာသူကအဲ့လိုသူ့တဘာဝအရာဖြစ်နေတဲ့ဟာကိုကျွန်တော်တို့တွေကဒီတမိုင်းနဲ့ချီပြီးကျွန်တော်တို့ရဲ့တယံဇာတတွေတူဖို့ထုတ်လုပ်မှုတွေကြောင့်ဒီတူဖို့ထုတ်လုပ်တာလဲခုတ်ထွင်ရှင်းလင်းတာလဲပေါ့နော်ဒီကျွန်တော်တို့ရဲ့ဒီတရားမဝင်တစ်ထုတ်တာတရားမဝင်တစ်ထုတ်တာလဲအခုဆိုလဲနေ့လဲညလဲပဲလीနော်သူကနှစ်ပေါင်းမြောက်များစွာအဲ့လိုကြီးတရိပ်ဖြက်စီးလာခဲ့ကြတာဆရာပြောတယ်လို့ပဲကျွန်တော်တို့ဒီစစ်အာဏာသိမ်းပြီးတဲ့နောက်မှာတော့ပွဲတော်အလားပေါ့နော်အပြိုင်အဆိုင်ရွှေတူးတဲ့နေရာကလဲပက်ဆက်ကျွန်တော်တို့တွေမီဒီယာတွေမှာအားလုံးမြင်တွေ့ပြီးတာပဲလေနော်ပုံတွေကကျွန်တော်တို့ဒါတမိုင်းမှာဘယ်တော့မှအဲ့လောက်ကြီးမပြည့်စည်ခဲ့ဘူးလေနော်ဆရာပြီးတော့လဲကြောက်စိမ့်ဆိုတာကလည်းကျွန်တော်တို့ကပ္ပတမိုင်းမှာတော့တမိုင်းနဲ့ကိုချီပြီကွာဆရာနှစ်ပေါင်းထောင်ချီကိုရှိလာနေပြီလေကျွန်တော်တို့ရဲ့မြန်မာနိုင်ငံကချင်ပြည်နယ်ရဲ့ဒီကြောက်စိမ့်ဟာကပ္ပဈေးကွက်မှာတရုတ်ပြည်ကနေတဆင့်ပေါ့နော်ကပ္ပဈေးကွက်မှာအခုချိန်ထိတမိုင်းနဲ့ချီပြီးတောက်လျှောက်ထုတ်လာတယ်ရွှေထုတ်တယ်တစ်ထုတ်တယ်ပယင်းထုတ်တယ်
တခြားတန်တွေထုတ်သေးတယ်ပြီးတော့ကျွန်တော်တို့ဒီစိုက်ပျိုးရေးမှာဆိုလည်းတရုတ်ရဲ့ဖွံ့ဖြိုးတိုးတက်လာမှုကြောင့်ရာဘာလိုအပ်ချက်ကတစ်နှစ်ထက်တစ်နှစ်ပိုသူတို့ဒီမှာစားသုံးမှုအများမြင့်မားလာတယ်လူလက်တန်းစားဝယ်နိုင်သုံးနိုင်တဲ့လူအကျက်များလာတယ်တရုတ်ကအဲ့ဒီပုံမှာအခြေခံပြီးကျွန်တော်တို့ကအိမ်နီးနားချင်းကပ်ရက်ဖြစ်နေတဲ့ကျွန်တော်တို့ကချင်ပြည်နယ်ကဒီရာဘာတစ်တော်ကြီးတွေတကယ်တဘာဝမူလအဲထိမ့်သိမ်းထားတဲ့တစ်တော်primary forest ခေါ်တာပေါ့နော်မူလတဘာဝတစ်တော်ကြီးတွေအကုန်လုံးဖျက်ဆီးပြီးမှဒီရာဘာတော်ကြီးတွေလောက်တာတို့ဒီကျွန်တော်တို့ဒီကြံဆိုင်တာတို့ဖယဲဆိုင်တာတို့တစ်ရှူးငပြောဆိုင်တာတို့စောပြောတဲ့ရွှေငွေကြောက်စိမ်းအခုနောက်ပိုင်းဆို rare earth စသည်ကွာကျွန်တော်တို့ရှိမှာကများလုံးနဲ့လေးဆရာနော်များလုံးတော့ကျွန်တော်တို့ဒီမှာပျက်စီးတာကလည်းဖွက်ကြည့်ပဲကွာဆရာဒါကြောင့်လဲကြည့်တယ်ဆရာကျွန်တော်တို့2000ဒီအာနာ2021အာနာသိမ်းပြီးတဲ့နောက်ပိုင်းမှာတိတာတာဖြည့်ဆည်းတယ်ကျွန်တော်တို့တွေတိတာတာခံရတယ်ကျွန်တော်တို့ဆရာတို့ကြည့်ဆရာဘယ်တော့မှအိမ်နေမျောပါတဲ့အထိဘယ်တော့မှရေမကြည့်ဘူးလေဟုတ်တယ်မဟုတ်လားဆရာလွန်ခဲ့တဲ့ကျွန်တော်တို့2000ဟိုဘက်ပိုင်းမှာရေကြီးရင်လဲသူက4-5နှစ်နေဟိုးအရင်တော့ကျွန်တော်ငယ်ငယ်တော့ဆို15နှစ်20လောက်မှတစ်ခါတလေကြီးတယ်လေဆရာဒါကတော့တဘာဝအရာတွေเนาะဒါပေမဲ့အခုကဆရာကြည့်နှစ်တိုင်းမိုးထွင်းမပြောနဲ့နွေရာသီမှာလည်းရေကြီးလာတယ်ဆရာနွေရာသီမှာပြီးခဲ့တဲ့နှစ်ချဖွေတွေကြီးတာဆရာကြည့်တယ်နွေရာသီမှာเนาะမေလမှာเนาะဧပြီဧပြီလကုန်ပိုင်းမှာလည်းဧပြီမှာလည်းကြီးတယ်ပြီးတော့တောင်ပေါ်တွေမှာရေကြီးတယ်ဆရာချင်းတောင်တို့တောင်ကြီးတို့เนาะကျွန်တော်တို့ရှိမှဆိုလည်းဒီအဲ့ပေါ်ချဖွေတို့ဟိုပိုတာအိုတို့တောင်ပေါ်မှာတွေကျွန်တော်တို့ရေကြီးလာတယ်ကျွန်တော်တို့ကဆိုးဝါးဖွက်ကြည့်အောင်ပက်ဆက်ဖြတ်တယ်တဘာဝကလည်းကျွန်တော်တို့ကိုပက်ဆက်နှိပ်ကွက်လာတယ်ဆရာကျွန်တော်တို့လွန်ခဲ့တဲ့နှစ်မှာကျွန်တော်တို့အားလုံးတိခဲ့မြင်ခဲ့ကြပြီးပြီဒီလေကြောင်းတိုက်ခိုက်မှုနဲ့မတည်တဲ့ရွာတွေလေကြောင်းတိုက်ခိုက်မှုမှာလွတ်ကျွတ်ပဲ air strike တွေလက်နက်ကြီးတွေရန်တမ်းပစ်တယ်မတည်ဘူးဒါပေမဲ့ရေကြီးလာတယ်မြေပြိုပြီးတရွာလုံးမြုပ်သွားပြီးတည်ကုန်တယ်ဆိုလိုတာကဆရာစဉ်းစားကြည့်ပါကျွန်တော်တို့ရဲ့ဒီပတ်ဝန်းကျင်ထိန်းသိမ်းရေးကကျွန်တော်တို့ရဲ့အသက်အိုးအိမ်စီးစိမ်ကျွန်တော်တို့အသက်ရှင်တန်မှုကိုချိန်ချောက်နေပြီလေအခုမနေ့တုန်းကပဲကျွန်တော်ရဲ့ရွာပေါ့ကျွန်တော်ရွာစကားပါရဲ့ဟိုဘက်ကဘုံဘွာရဲ့အထက်မှာချမဟောဆိုတာကျွန်တော်တို့ရဲ့ native ရွာပေါ့နော်အဲ့ဒီမှာကျွန်တော်ကငယ်ငယ်တုန်းကအဲ့ကျော်ဟိုတရုတ်ပြည်သွားအဲ့လမ်းဘက်ချေချင်းသွားပြီးမှဖနက်မပါပဲနဲ့လျှောက်တာအရန်တတိရတယ်အဲ့ဒီရွာတွေဘယ်တော့မှရေမကြီးဘူးလေဆရာတခါမှရေမကြီးကြည့်လေအခုအိမ်တွေမျောပါကုန်တယ်လူမျောပါသွားတာလေမနေ့တုန်းကအဲ့ဒီချမဟောမှာလေဆိုလိုတာကကျွန်တော်တို့ဆရာခဏပြောခဲ့တဲ့အတိုင်းပဲကျွန်တော်တို့ရဲ့ပြိပက္ခတွေကြားမှာကျွန်တော်တို့ရဲ့တရားမဝင်အကြီးအကျယ်စောပြောခဲ့တဲ့အမျိုးပေါင်းစုံလင်လာတဲ့ဖြစ်စီမှုတွေတမျိုးပြီးတမျိုးဆင့်ကဲပျက်စီးတဲ့အတွက်ကြောင့်ကျွန်တော်တို့တွေလည်းပူတာကလည်းချစ်တော့ကဘာမှာအပူဆုံးကျွန်တော်တို့မြန်မာနိုင်ငံဖြစ်လာတယ်ပေါ့နော်ပြီးတော့လည်းဒီစောပြောတဲ့ဖြစ်လိုက်တဲ့အိမ်တွေမျောပါတာလူတွေတရွာလုံးမြေမြုပ်သွားတယ်ဆိုတော့ဆရာစဉ်းစားကြည့်ကျွန်တော်တို့တစ်သက်လုံးမကြုံခဲ့ဘူးလေနော်မော်ရူငါပြင်နိုင်ပြီလေအရင်တော့ကဆိုမြောက်များစွာမှတစ်ချိန်တစ်ခါဖြစ်တယ်ကွာဆိုတော့အချုပ်ပြောရရင်ဆရာဒီကျွန်တော်တို့ရဲ့ဒီပြိပက္ခတွေကလည်းတကယ်ကိုဒါကိုဖြစ်စေတဲ့အဓိကအကြောင်းရင်းတွေပါပဲတကယ်ဒါငြိမ်းချမ်းနဲ့ရှိမယ်ဆိုရင်ကျွန်တော်တို့ဒီလွန်ခဲ့တဲ့အယက်သားကာလတုန်းကကျွန်တော်တို့တွေဟာဖက်ကန်ဒေတာမှာဂျင်းတွေကိုကျွန်တော်တို့တစ်တော်တွေပြန်လောက်ကြတယ်မလုံမနေရ policy တွေကလောက်ခိုင်းလို့လောက်လာရကျွန်တော်တို့ကိုခေါ်ပြီးလောက်ရတဲ့အဆင့်တွေဖြစ်လာတယ်အခုကျတော့အဲ့လိုဒီတရားဥပဒေစိုးမိုးမှုမရှိတဲ့အောက်မှာဒီပြိပက္ခတိုက်ပွဲတွေရဲ့ကြားမှာဘသူကဘာလုပ်နေမှမသိဟိုအရန်ပဲဒီຫນွေဥတော်လာရေးအတွက်လိုပဲထုတ်တယ်လိုနဲ့မန်ဒလိုရှိတော့လေတကယ်ပဲကျွန်တော်တို့ကတော့အရန်မျောလင့်တာပေါ့နော်တကယ်ပဲအဲ့ဒီမှာဒီတထုထုတ်တဲ့ဟာတွေကနေသုံးတယ်ဆိုတော့အတိုင်းထက်အလွန်အရန်ကောင်းတာပေါ့နော်ဒါပေမဲ့တကယ်ပဲအဲ့လိုသုံးနိုင်ပါစေလို့လဲအမြဲတမ်းလဲဆုတောင်းနေတယ်ဒါပေမဲ့ကျွန်တော်တို့မြင်နေတွေ့နေကြားနေတာကတော့တကယ်ပဲအဲ့ဒီမှာပဲသုံးတယ်မဟုတ်ဘဲနဲ့တချို့တကိုရေကျွန်တော်တို့ဒီဟို
သူတို့မိသားစုအတွက်ကိုယ့်မိသားစုအတွက်ဟိုမိသားစုအတွက်ဆိုတာမျိုးတွေလားအများကြီးမြင်နေရတော့ကျွန်တော်တို့ပျက်စီးပြီးမှပျက်စီးလာတဲ့သူ့ရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကိုတော့ပြည်သူလူထုတရားလုံးကျွန်တော်တို့ဆရာတို့အားလုံးကတော့အတူတူခါးစည်းခံရတယ်အဲအကျိုးအမြတ်ရတဲ့လူကတချို့ကလည်းရကြတယ်ဆိုတာမျိုးတွေဒီတရားမမျှတမှုတွေကျွန်တော်တို့ရဲ့ဒီတရားမဝင် illegal ပေါ့နော်တရားမဝင်ထုတ်လုပ်တယ်ဆိုတဲ့ကိစ္စကလူထုအတွက်လည်းတကယ်ကိုရတဲ့အကျိုးအမြတ်တွေမရဘဲနဲ့အကျိုးကျေးဇူးတွေမရဘဲမခံစားရဘဲနဲ့အကြီးကျယ်ဖြစ်စင်းနေတာကိုကျွန်တော်တို့တွေ့ရှိရပါတယ်လို့ကျွန်တော်တို့ဝမ်းနည်းစွာနဲ့အဲ့လိုပဲပြောပြရစီဆရာဟုတ်ကဲ့ဟုတ်ကဲ့ဆရာဆရာပြောလို့ပဲပေါ့နော်ပြည့်ပြည့်စုံစုံဆရာပြောတဲ့အထဲမှာအချက်လက်တွေပါတယ်ပေါ့နော်ကျွန်တော်တို့ဒါဟိုတရားစာရကိုဒါကျွန်တော်တို့အင်မတန်ပေါ့နော်ဆိုးဆိုးရွားရွားကျွန်တော်တို့ကဒါဥပဒေထိန်းချုပ်မှုဘာမှမရှိဘဲနဲ့ကျွန်တော်တို့ထုတ်ယူသုံးစွဲမှုများတဲ့အလျောက်ကျွန်တော်တို့ပဲခါးစည်းပြီးတော့ဆိုးဆိုးရွားကိုခံနေရတဲ့အခြေအနေတွေဖြစ်ပေါ်နေတယ်ဆိုတာကိုဆရာပြောသွားတယ်ပေါ့နော်ဆရာကိုနောက်ဆုံးမေးခွန်းအနေနဲ့မေးချင်တာကတော့အခုလိုမျိုးပေါ့နော်ကျွန်တော်တို့နှစ်စဉ်နှစ်တိုင်းဒါသဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးပြီးတော့မှရေကြီးရေရှမ်းဖြစ်ပေါ်နေတဲ့အကြောင်းအရာတွေကိုထပ်မံမဖြစ်ပွားဖို့အတွက်ကျွန်တော်တို့ဘာတွေပြင်ဆင်ဖို့လိုလဲပြီးလို့ရှိရင်ဘာတွေလုပ်မယ်ဘာတွေကိုကျွန်တော်တို့ဆောင်မယ်ရှောင်မယ်ဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒါကိုကာကွယ်လာနိုင်မယ်ပေါ့เนาะဆရာအဲ့အလေးကိုထပ်မေးချင်ပါတယ်ဆရာဟုတ်ကျွန်တော်တို့ဒီဟာကတော့လေဆော့ဆော့ပြောလို့တမိုင်းနဲ့ချီပြီးမှဒီပြိပက္ခတွေရဲ့ကြားမှာအဲဖြစ်ပျက်လာတဲ့အနေထားမို့လို့အရာထင်တာကတော့တိတ်ကိုကြီးလွန်သွားပြီပေါ့နော်ဒါပေမဲ့လည်းကျွန်တော်တို့ဒီပတ်ဝန်းကျင်မှာဒီတစ်တော်တို့အဲတစ်တော်ဟာဆိုရင်အထူးသဖြင့်ကတော့တစ်တော်ပေါ့နော်အဓိကပြောရမှာဆိုတစ်တော်ဟာဆိုရင်တော့ကျွန်တော်တို့ပြန်လည်ပြီးမှ renewable ဖြစ်တယ်ပြန်လည်ပြီးမှအသစ်တကယ်ဒါကျွန်တော်တို့လူတွေအဖွဲ့အစည်းတွေအသင်းတော်တွေကျွန်တော်တို့ရဲ့ society တွေပေါ့နော်ကျွန်တော်တို့ရပ်ရွာပြည်သူလူထုတွေအစိုးရတကယ်ကိုတာဝန်ရှိတဲ့အစိုးရဒီအကုန်လုံးကလောက်ကြရအောင်လောက်ပြန်လဲထိမ့်သိမ်းကြဆိုပြီးကျွန်တော်တို့ဒါလုပ်မယ်ဆိုရင်ကောင်းကောင်းမွန်မွန်ကိုလုပ်လို့ရပါတယ်ကျွန်တော်တို့ကလက်တွေ့ပဲကျွန်တော်တို့တွေဒီဆော့ဆော့ကျွန်တော်ပြောခဲ့တဲ့2004ကတည်းကနေကျွန်တော်တို့လောက်လာတဲ့ဒီအစုဖွဲ့ပန်တစ်တော်တွေကျွန်တော်တို့ပြန်လောက်တာတစ်ဒီဝေယံတို့လူမြန်တို့ကာရာယံခဆူတပါအဲ့တကြောလုံးဝိုင်းမှာကျွန်တော်တို့တွေအများကြီးလောက်ခဲ့တဲ့အချိန်မှာတစ်တော်ကြီးကိုပြန်ရတယ်အရန်ကိုကောင်းမွန်တဲ့အဖိုးတန်တဲ့ကျွန်းရေမနေကျွန်တော်တို့ဒေတာပင်နေမြောက်များစွာကျွန်တော်တို့တိမ့်ဆယ်ချီရာချီကျွန်တော်တို့ပြန်ဆိုင်နိုင်ခဲ့ကြတယ်ပေါ့နော်ဒါကျွန်တော်တို့ဒီအဲဟိုတအားကြီးလုံနိုင်တဲ့အနေအထားမဟုတ်ဘူး NGO အနေနဲ့စ조사ပန်းစားနဲ့ရွာတွေကိုစီယုံပြီးလှုပ်တာတော့အဲ့လောက်လုံနိုင်တယ်ဆိုရင်တကယ်ပဲကျွန်တော်တို့နိုင်ငံတော်အဆင့်ကျွန်တော်တို့ဒေသမှာတကယ်ကိုအာဏာပိုင်နေတဲ့အုပ်ချုပ်နေကြတဲ့ကျွန်တော်တို့ရဲ့ဒီစစ်တပ်တို့ကျွန်တော်တို့ရဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေအတင်းတော်တွေလူတကာပေါ့နော်ကျွန်တော်တို့ဒီဒေသကလူတွေတကယ်ကိုစီးစနစ်ကြကြပြန်လဲထိမ့်သိမ့်မယ်ဆိုရင်ကောင်းကောင်းမွန်မွန်ကိုပြန်ထိမ့်သိမ့်နိုင်ပါတယ်လို့တိတ်မကြတဲ့အချိန်မှာပေါ့လေပြန်လဲကောင်းမွန်ငကိုအတိုင်းတော့မရပေမဲ့လည်းအတတ်နိုင်ဆုံးပြန်လဲကောင်းမွန်နိုင်တယ်အခုကျွန်တော်လွန်ခဲ့တဲ့ဒီတလောဒီရက်ပိုင်းကပဲကျွန်တော်ဒီ Global Forest Watch ဆိုတဲ့ဒီ website မှာဘယ်လောက်များဆိုးဝါးနေပြီလဲလို့ကျွန်တော်နည်းနည်းလေးလေ့လာကြည့်လိုက်တဲ့အချိန်မှာကျွန်တော်တို့ကချင်ပြည်နယ်ဟာပေါ့နော်ဆရာကချင်ပြည်နယ်ကတအားကိုဆိုးဝါးပြီးမှပျက်စီးနေတာကိုမြင်ရလို့ကျွန်တော် Global Watch ကသူကဟို satellite ကနေသူကတေချာကို record လုပ်ထားတယ်ဘာလို့မှညင်းလို့မရတဲ့data ဖြစ်တယ်အရန်ကောင်းတဲ့ data ကိုကျွန်တော်ကြည့်တဲ့အချိန်မှာ2000အဲ့ဒီဆော့ဆော့ပြောတဲ့ဒီစစ်အာဏာသိမ်းပြီးတဲ့နောက်ပေါ့နော်2001ကနေ2024အတွင်းမှာတစ်တော်တွေဘယ်လောက်များပျက်စီးတယ်လဲဘယ်လိုပျက်စီးတယ်လဲဆိုတာကိုကျွန်တော်လေ့လာကြည့်တဲ့အချိန်မှာကျွန်တော်တို့တခြားလက်ကြည့်တယ်မြန်မာပြည်အတိုင်းအတာရလက်ကြည့်တယ်ကချင်ပြည်နယ်ကိုပဲကြည့်မယ်ဆိုရင်သူကတကယ့်ကိုဆိုဆွတ်တဲ့ဒီဆိုဆွတ်တဲ့တစ်တော်ပေါ့နော်ငါတို့ရှိကတစ်တော်ကတိတ်ကိုကောင်းတယ်ကျွန်တော်တို့ကချင်ပြည်ရဲ့တစ်တော်ကတကယ်ဟိုရပေါ့နော်ဒီအဲဆိုဆွတ်တဲ့တော်တဘာဝထိန်တော်ကြီးတွေပေါ့နော်
အဲ့ဒါဘယ်လောက်တောင်ပျက်စီးသွားလဲဆိုရင်222ကီလိုမီတာစကွဲယာဆုံးရှုံးခဲ့တယ်တဲ့ဒီချိန်ကာလအတော်အတွင်းမှာပေါ့နော်အဲ့ဒီကာလအတော်အတွင်းမှာပြီးတော့အဲ့ဒီဟာကဘယ်လောက်ရာခိုင်နှုန်းအရဆိုအဲ့ဒီကာလအတွင်းမှာပေါ့နော်2001နဲ့2024ကာလအတော်အတွင်းမှာဆိုရင်41အဲ့ဒီလက်ရှိနေတဲ့ထဲက41ရာခိုင်နှုန်းတော့မှပျက်စီးသွားတယ်လို့သူတို့အဲ့ဒီ data တွေကအဲ့လိုပြောထားတယ်ဆိုတော့အဲ့ဒါကတော်တော်ကိုစိုးတဲ့ပမာဏဖြစ်တယ်တကယ်တမ်းဆိုလေတော်တော်ကိုဆိုးဆိုးဝါးဝါပျက်စီးသွားတယ်ဒါကြောင့်လဲဆရာတို့ကျွန်တော်တို့လဲဆိုးဆိုးဝါးဝါမြင်နေရတာအခုမိုးတွင်းအစပဲရှိသေးတယ်ဒါကြောင့်ကျွန်တော်ကဒီနှစ်ကမရေးချင်တော့စိတ်တက်ကြလို့နှစ်တိုင်းကျွန်တော်လဲမိုးတွင်းရောက်ရင်ရေးလေးရှိတယ်ဒီနှစ်ကလူတကာဟိုမှာပလူကိုပြန်နေတာပဲရေးနေကြတာဒီနောက်ဆိုတော့ကျွန်တော်ကစိတ်စိတ်မပျော်ဘူးပေါ့နော်စိတ်မကောင်းတော့မရေးချင်စိတ်တော့မရှိတော့လို့မရေးတော့ဘူးဒါပေမဲ့ဟိုစိတ်မကောင်းစွာနဲ့ပဲမြင်နေရတယ်ပေါ့နော်ဆရာဆိုလိုတာကကျွန်တော်တို့ဒီတကယ်ပဲရည်ကြီးရှမ်းထပ်မဖြစ်ဖို့ကအဓိကအရင်းမြစ်ဖြစ်တဲ့တစ်တော်ကိုကျွန်တော်တို့ကောင်းကောင်းပြန်ထိန်းရမယ်နောက်ပြီးမှလည်းနောက်တစ်ခုကကျွန်တော်တို့ရဲ့ဒီမြစ်ရေစီးကြောင်းပေါ်မှာမြေစာဖို့တဲ့ကိစ္စပြီးတော့မြစ်ရေကြောင်းပေါ်မှာတဲတွေကြောက်တွေထုတ်တာကလည်းဆရာတို့မြင်ရတဲ့အတိုင်းပဲအခုကျွန်တော်တို့မြစ်ဖြားမှာလည်းဒါဟိုမြန်မာပြည်ထိပ်ဖြားကလည်းဟိုမြောက်ဖြားထိပဲဆရာဒီတဲတွေကြောက်တွေထုတ်တာဆရာမြင်တဲ့အတိုင်းပဲလေဟိုဗလာမင်းထေအောက်မှာတော့မှဘူဒူဇာကြီးတွေကရိန်းကြီးတွေနဲ့ထုတ်နေတယ်လေအဲ့လိုဟာမျိုးကဆရာအထက်အောက်အကုန်ရှိတယ်အဲ့ဒါကမြစ်ကြောင်းမြစ်ရေစီးကြောင်းတွေအကုန်ပြောင်းတာမြစ်ရေစီးကြောင်းပြောင်းတယ်ဆိုတော့ကအဲ့ဒါ flooded ဖြစ်တာပဲအဲ့ဒါရေကြီးတာပဲကွာဆိုလိုတာကမခွဲရမယ့်နေရာမှာယာချီဟိုကုပယာချီထောင်ချီခွက်သွားတယ်လေဂျိုက်ခွက်တွေဖြစ်ကုန်တယ်မဖောင်းရမယ့်နေရာမပုံရမယ့်နေရာကတောင်လိုရာလိုပုံနေတယ်လေဆရာအဲ့လိုမျိုးတွေပေါ့နော်ရွှေကျင်တာတို့ဘာလို့တမိုင်းနဲ့ခြီခဲ့ပြီကွာဟိုကြောက်စိမ့်ဆိုလဲအခုလည်းမြေစာတွေကရှိသေးတယ်လေဆရာအဲ့ဒါတွေကနောက်ဆုံးမိုးရာသီမှာအနှိမ့်ဆုံးနေရာကိုစီးမှာသူကစီးမှာလေတိကျတေချာတယ်လို့ပြောတယ်ဖြစ်မလားမဖြစ်ဘူးလားဘာမှအုံအောင်ဆရာမရှိဘူးဘာမှတွေးဝေဆရာမရှိဘူးဖြစ်မှာအဲ့ဒါတွေကအနည်းနဲ့အများပဲသူဘလောက်မိုးများပြီးဘလောက်ဟိုပြိုကျလာမလဲကျွန်တော်တို့ဟိုမြေရှားတွေတူးလို့ rare earth တွေတူးလို့တောင်တွေဖောက်ထားပြီးပြီလေဆရာဟုတ်တယ်မဟုတ်လားအဲ့ဒါတွေပြိုကိုပြိုမှလေတစ်ချိန်ဘလောက်ထိသူတွေ့ကနေနိုင်မလဲဘလောက်ဘယ်အချိန်မှပြိုမလဲဒါပဲကွာဆိုတော့ပြိုကိုပြိုမယ်အဲ့ဒီပြိုတဲ့ဟာလေအမှပဲမနေဘူးလေဆရာမိုးတွင်းအချိန်ခါရောက်ရင်သူကတစအစနဲ့သူ့ရဲ့အနည်းဆုံးချောင်းတွေကနေတဆင့်အနည်းဆုံးချောင်းကြီးထဲဝင်မယ်အနည်းဆုံးချောင်းကြီးကနေတဆင့်အနည်းဆုံးသူ့ရဲ့မြစ်ထဲကိုဝင်မယ်အဲ့ဒါတွေအားလုံးကရည်ကြီးတာပဲအဲ့ဒါတွေအားလုံးကရည်ကြီးမှုကိုဖြစ်ပေါ်စေတာပဲဆိုတော့ဆိုလိုတာကကျွန်တော်တို့ကတစ်တော်ပဲသွားထိန်းတာနဲ့မပြီးဘူးကျွန်တော်တို့ဒီမြို့ထဲရက်ထဲရွာထဲမှာထုတ်လုပ်နေတဲ့ကြောက်ထုတ်တာတို့ရွှေတူးတာတို့ကြောက်စိမ့်တူးတာမြေရှားတူးတာအားလုံးပေါ့နော်တထုတိုးတဲ့ဟာအားလုံးဟာတကယ်ကိုစနစ်တကျနဲ့မတူးဖို့ပြောတာမဟုတ်ဘူးတူးကြပါတူးရအောင်ဒါပေမဲ့စနစ်တကျနဲ့တတ်နိုင်တဲ့လောက်ပတ်ဝန်းကျင်ကိုမပျက်စီးစေတဲ့တတ်နိုင်တဲ့လောက်လုပ်ရင်တော့မှသူကပျက်စီးအောင်ပါပဲဒါပေမဲ့အခုကလုံးဝမလုပ်ဘူးလေပစ္စလက်ခတ်တယ်အခုကဆိုတော့ကျွန်တော်ပြောချင်တာကတက်တော်လဲထိမ့်မယ်အထက်ပိုင်းမှာပေါ့နော်သူ upstream မှာဒါတွေလည်းထိမ့်မယ်တစ်ဖက်မှာလည်းကျွန်တော်တို့ plastic တုံးတဲ့ဟာတွေလည်းဆော့ကျွန်တော်တို့ညောင်ဆွေးနွေးခဲ့ကြတဲ့အတိုင်းပဲဒါတွေလည်းဆော့ချမယ်ဆိုရင်ချောင်းတွေမြောင်းတွေမှာ plastic တွေတောင်ပုံရာပုံပဲလေးဆရာကျွန်တော်တို့လိုက်စားချောင်းတို့နေရာတကာပဲလေနော်ဘယ်မှမဆိုဟိုတကယ်အရေးကြီးတဲ့နေရာမှာသူကပိတ်ဆို့နေတာမြောင်းတွေမှာအဲ့ဒါတွေအားလုံးကရေကြီးရေရှာမှုတွေကိုဖြစ်စေတာပဲသူကတစ်ချောင်းတည်းတစ်မျိုးတည်းမဟုတ်ရွှေတူးတာပဲမဟုတ်ဘူးတစ်ရှုငပြောပဲမဟုတ်ဘူးမြေရှားပဲမဟုတ်ဘူးကျွန်တော်တို့တွေရဲ့အပြုတ်မှုတွေအားလုံးပြီးတော့နောက်တစ်ခုကကျွန်တော်တို့မြို့တစ်တဲတာတွေလေဆရာရက်ရွာတိုင်းမှာမြေချနာဗမော်လာရှိုးနေရတကာနိုင်ငံလုံးနိုင်ငံအနှံ့အပြားကြည့်လိုက်ဟိုမန္တလေးမူဆယ်ဘယ်နေရာပဲမြို့တဲအဲ့ဒါရေဝတ်နေရာမှာတဲတာများတယ်မြို့တယ်အဲ့မှာအကုန်မြေဖို့လိုက်တယ်အဲ့ဒီမြေဖို့နဲ့မဲ့နေရာကရေတွေဝတ်သွားရမယ်ရေတွေလျှော့ချရမယ်နေရာတွေဖြစ်တယ်အဲ့ဒါတွေအားလုံးကသူကရေတွေကအဲ့ဒီကိုသွားเสียမရှိတော့တဲ့အချိန်မှာကျွန်တော်တို့ဒီချောင်းတွေထဲမှာမတရားစုပုံပြီးမှဂါလန်တိန်တန်းချီတဲ့ရေကာလန်တွေဟာကျွန်တော်တို့ဘုံဘောလောနဲ့
ရှာမှုဆိုတဲ့ရေရှာမှုဆိုတဲ့ဖြစ်တဲ့ဟာကိုကျွန်တော်တို့ကရေကြီးတယ်လို့ခေါ်တယ်ဒါကြောင့်မို့ကျွန်တော်ဒီမှာပြောချင်တဲ့အရာကတချောင်းတည်းတစ်မျိုးတည်းမဟုတ်ဘူးကျွန်တော်တို့ရဲ့အကြောင်းအရာတွေကများလွန်းနေတဲ့အတွက်ကြောင့်ဖြစ်ပျက်လာတဲ့ဟာကလည်းဆိုးဆိုးဝါးဝါးဖြစ်ပျက်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီကာကွယ်ဖို့ပြန်တယ်မဖြစ်ဖို့ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့လုပ်မယ်ဆိုလဲလုပ်ဖို့ဟာတွေအများကြီးရှိပါသေးတယ်အထူးနောက်ဆုံးအရေးကြီးဆုံးကတော့ငြိမ်းချမ်းရေးရဖို့လိုပါတယ်လို့ပြောချင်တယ်ဆရာငြိမ်းချမ်းရေးရမှအခုပြောတဲ့ကိစ္စတွေကျွန်တော်တို့ကဟိုးအောက်ခြေကနေနိုင်ငံတော်အဆင့်ထိအကုန်လုံးကိုကျွန်တော်တို့လုပ်နိုင်မှာဖြစ်တယ်ဒီငြိမ်းချမ်းရေးကျွန်တော်တို့တကယ်ကိုစစ်မှန်တဲ့တရားမျှတတဲ့ငြိမ်းချမ်းရေးအမြန်ဆုံးရရှိဖို့အဲ့ဒါပထမအဆုံးလိုအပ်ပါတယ်ဒါမှပဲဆော့ဆော့ဆရာနဲ့ကျွန်တော်ပြောခဲ့ကြတဲ့တရားမဝင်ဆိုတဲ့ကိစ္စတွေမရှိတော့မှာဖြစ်တယ်ထိမ့်သိမ်းနိုင်မှာဖြစ်တယ်စီမံခန့်ခွဲနိုင်မှာဖြစ်ပါတယ်လို့ပြောချင်ပါတယ်ဆရာကျေးဇူးပါ